Okay guys ဒီနေ့တော့ကျွန်တော်နဲ့သူ LC class page ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်နဲ့သူဒီဗီဒီယိုအစုပ်ထိကြည့်ရအောင်เนาะမတိတဲ့လူတွေအတွက်ကျွန်တော်ကဒီဗီဒီယိုကိုရိုက်ပြလိုက်တာဖြစ်ပါတယ်เนาะဒီမှာကျွန်တော်ပထမဆုံးကwasher ထူထည့်မယ်ပြီးလို့ရှိရင်auto shoot ထည့်မယ်ပြီးလို့ရှိရင်macro ထည့်မယ် auto macro ထည့်မယ် auto macro ထည့်မှာကျွန်တော်one way bearing တွေရှိတယ်เนาะပြီးလို့ရှိရင် boost အပြင်နဲ့ရှိဟာရှိတယ်ပြီးလို့ရှိရင်ကျွန်တော် washer ထည့်မယ်ပြီးလို့ရှိရင်စကောနာထည့်မယ်เนาะဆိုင်စကောဒီဟာတော့နာလေးထည့်ကျွန်တော်ချက်ပြီးလို့ရှိရင်ကျွန်တော် free ဖြစ်မရှိဒီမှာထည့်ရှိမယ်เนาะပြီးလို့ရှိရင်grama ကိုထည့်မယ်ပြီးလို့ရှိရင် washer ဒီ washer ကြတော့ဟိုဖြစ်ဒီပါရဟာတော့သူ့မှာဒီပါရဟာဒီเนาะပြီးလို့ရှိရင် glass housing ထည့်မယ်glass housing ထည့်မယ်ထည့်ပြီးလို့ရှိရင်ကျွန်တော် washer ဒီ washer ကြတော့ကျွန်တော်wawa file ဒီLCD YD အကုန်လုံးကဒီ washer ကြတော့ပါတယ်เนาะဒါမဟာဒီထဲမှာအကုန်လုံးပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်စကောတော့နာလေးထည့်မယ်ဒီတော့ဒီဆိုလို့ရှိရင်ဒီမှာစားထည့်မယ်เนาะဒီစားထည့်ပြီးလို့ရှိရင်ကျွန်တော် berry ထည့်မယ် berry မထည့်လို့ရှိရင်တော့ကလာကြီးချဲလို့မရအောင်เนาะberry ထည့်မှပဲအဲ့ဒီကလာချဲတဲ့ခါကျကြီးချဲတဲ့ခါကျရင်ကလာဖြို့ထူလာเนาะအမှ free ဖြစ်တာเนาะပြီးလို့ရှိရင်ဒီမှာ boost ကလာချဲတဲ့ဟာပါတယ်เนาะဒီမှာကလာအဲ့ဒီဒီမှာဆိုလို့ရှိရင်တို့မာကီဒီပါတယ်เนาะကြိုက်တယ်လို့ထည့်လို့မရအောင်เนาะကလာဟောက်ရှင်းနဲ့ကလာဟောက်ရှင်းရဲ့ခံဝယ်တွေကမာကီပါတယ်เนาะပြီးလို့ရှိရင် spray ထည့်မယ်တို့ original ပဲပြန်သုံးလိုက်တာเนาะracing တွေပါဒီမထည့်ဘူးဆိုတော့ original spray တွေပဲပြန်ထည့်လိုက်တယ်ဘာလို့ဆိုတော့ဒီမှာ customer က budget မရှိလို့တို့ original တိုက်ပဲထည့်ပြလိုက်တာเนาะ